ဘာယာနာတီပြည်တွင်ပြမတမ်းမင်းမင်းပြုစဉ်ခါအလွန်လှပတော်လဲစိတ်နေစိတ်ထားချမ်းခတ်ထန်လာသောတထိတ်နေစိတ်ထားချမ်းခတ်ထန်လာသောတထေးသမီးတူရှိလာသောတထေးသမီးတူရှိလေသည်သူမအမည်မှာဒုဋ္ဌကမာယီသူမသည်အစေခံတို့ကိုနေတိုင်းနှိပ်စက်ညင်ပန်းလေသောကြောင့်အစေခံအလုံးဤနှလုံးသားထဲတွင်မုန်တီးမှုမီးများလောင်ကျွမ်းလျက်ရှိနေကြလေသည်တနေ့သောညနေချမ်းတွင်တထေးသမီးသည်အစေခံများကတူမြစ်စိတ်သို့ရေချိုးရန်သွားကြလေသည်အဲ့ဒီအိတ်ချိန်မှာပဲမိုးသက်မုန်တိုင်းကြီးတက်လာပြီးမိုးသက်ထန်စွာရွာသွန်းလာခဲ့သည်လေပြင်းများတိုက်ခတ်မြစ်ရည်သည်အလွန်ထန်စွာစီစဉ်လာသည်အစေခံများသည်မိမိတို့အသက်ကိုကာကွယ်ရန်ကမ်းပေါ်သို့ပြေးတက်သွားကြသည်ဒါပေမဲ့တထေးသမီးကိုတော့ဟုဆိုကထားခဲ့ကြလေသည်ထိုအချိန်တွင်မြစ်ကွေ့တစ်ခုရှိတစ်ပင်အောက်၌ရက်သိပ်တစ်ပါးသည်ထိုအတန်ကိုဟစ်နေရှာလေသည်မြစ်တာကယူနာဖြင့်မိမိတက်ကိုမငဲ့ပဲပြင်းထန်သောမြစ်ရည်ထဲသို့ခုံစင်းကတထေးသမီးကိုကမ်းပေါ်သို့ဆွဲတင်ကဲတင်လိုက်လေသည်ရက်သိပ်သည်သူမကိုကြောင်းသင်ခန်းသို့ခေါ်ဆောင်ကမိလုံးစေတစ်သီးများကျွေးမွေးက3ရက်စောင့်ရှောက်ခဲ့လေသူမချမ်းမာလာသောအခါတင်ချမ်းမာပြီးသူမလည်းမာယာဖြင့်ဖျားယောင်းသွေးဆောင်ရာရသေးသည်လဲမာယာကြော့ကွင်းလေသို့ကျသွားလေတော့သည်ဇံများလျှော်လူထွက်ခဲ့ရလေသည်ထို့နောက်နှစ်ဦးသည်လင်မယားဖြစ်နေထိုင်ကြလေတဲ့တော်တယ်မမနေချင်တော့ဘူးခုမိမကဆိုသဖြင့်ရွာသို့ပြောင်းရွှေ့ခဲ့ကြလေသည်ရွာသို့ပြောင်းရွှေ့ခဲ့ကြလေသည်တက်ကပနန်တီတာသည်ရွာသူရွာသားများကိုဖမ်းဆီးခေါ်ဆောင်ကြပြီးထိုတဲ့တွင်မရလဲပါသွားလေသည်ဓာပြုံမှုသည်စူမအီလှအပကိုမြင်လျင်သူမကိုတိမ်ပိုက်ထားလေသည်အတက်ကပန်းတီသည်မယားကိုယုံကြည်လျက်နေစဉ်စောင့်မျှော်နေရှာလေသည်ဒါပေမဲ့မယားဖြစ်သူတော့ငါလင်ဟောင်းကိုတတ်မှအေးမဲ့ကြံစီလေသည်သူမလည်းလိန်လေရဲ့လာခဲ့ပါခုခေါ်လိုက်သည်တက်ကပနေသည်ယုံကြည်စွာလိုက်လာခဲ့သည်ဒါပေမဲ့သူမလည်းဓာပြဖို့သူ့ကိုတတ်ပါခုပြောလိုက်လေသည်ဓာပြဖို့သည်တက်ကပနေကိုရိုက်နေလေသည်ဒါပေမဲ့တက္ကပန္တိတာသည်အေးဆေးစွာအမျက်ကြီးဤခြေစုမသိဤသစ္စာမရှိဤဟူသာပြောနေခဲ့လေသည်အမှန်တရားကိုသိသွားသောဓာပြဖို့သည်ဒီမိမဟာငါကိုလည်းခုတ်တန်လိုက်လေသည်ခုစင်ကြင်မိလေသည်နောက်ဆုံးတွင်လောကကိုညီငွေကတော်တဲ့သို့ဝင်၍တရားအားထုတ်ကြလေသည်နောက်ဆုံးတွင်မြင့်မြတ်သောဘဝသို့ရောက်ရှိကြလေသည်ရောက်ကြလေသည်သင်္ကန်းစာမှာကျေးဇူးမသိသူသစ္စာမရှိသူသည်နောက်ဆုံးတွင်မိမိကံကြောင့်ဖြစ်စီရမည်ဖြစ်လေ